ကဘာပေါ်မှာစက်ကူကိုပထမဆုံးတီထွင်ခဲ့တာကတရုတ်လူမျိုးတွေဖြစ်ပါတယ်။တောတွေကရလာတဲ့ဝါပင်အစိမ်းတွေကိုရေမှာညှသိပ်စိန်ထားလိုက်ကြပါတယ်။ရေစိန်ထားပြီးတဲ့နောက်ဝါရဲ့အပြင်အခွန်ကြောတွေကိုချစ်ထုတ်လိုက်ပြီးအပိုင်းပိုင်းဖြတ်တောက်ခါကျိုးနဲ့အစီးလိုက်စီးပြီးရေထဲမှာဝါကြောတွေတည်သွားတဲ့အထိရေစိန်ထားလိုက်ပါတယ်။ရေစိမ်မိရလာတဲ့ဝါအစီးတွေကိုပုံမိုသိမ်းငယ်သွားအောင်ဖြတ်တောက်လိုက်ပြီးထုံးရည်နဲ့ဆက်ထားတဲ့ပျော်ရည်ကန်ထဲမှာထည့်စိမ်ထားလိုက်ပါတယ်။ဒီလိုလုပ်ခြင်းကဝါမှာရှိတဲ့အညစ်အကြေးတွေကိုဖယ်ရှားစေဖို့နဲ့ဝါရဲ့အကြောတွေကိုပျော့ပြောင်းလာစေဖို့အတွက်ပဲဖြစ်ပါတယ်။ဒါမှသာပေါင်းခံတဲ့အချိန်မှာပုံမိုလွယ်ကူစေမှာပဲဖြစ်ပါတယ်။အဲဒီနောက်ထုံးရည်စိမ်လို့ရလာတဲ့ဝါချမ်းတွေကိုရေနဲ့တန့်စင်သွားအောင်ဆေးကြောလိုက်ကြပြီးပေါင်းခံမှုအတွက်ပြင်ဆင်ကြပါတယ်။ဝါချမ်းစည်းတွေကိုပေါင်းခံမှုကြီးမားတဲ့ပေါင်းချောင်အိုးကြီးကိုပြင်ဆင်ထားကြပြီးထုံးရည်ကြောင့်အနှဲငယ်နူးညံ့ပျော့ပြောင်းနေတဲ့ဝါတွေကိုပိုပြီးပျော့ပြောင်းသွားအောင်ပေါင်းခံမှုအတွက်ပေါင်းအိုးထဲမှာစီထားလိုက်ပါတယ်။အဲဒီနောက်ပေါင်းခံပြီးရလာတဲ့ဝါချမ်းတွေကိုရိုးရာနည်းအတိုင်းပြုတ်လုပ်ထားတဲ့ကြောက်တုံးတလိမ့်နှုံးနဲ့အဆက်မပြတ်ကြိတ်ချေလိုက်တဲ့အခါဝါချမ်းတွေကနေအမြင်တွေအဖြစ်ပြောင်းလဲသွားပြီးနောက်ဆုံးရေနဲ့သမအောင်ရောလိုက်တဲ့အခါမှာစက်ကူစာရွက်လုပ်ဖို့အတွက်ပျော်ရည်ပြည့်ပြည့်တွေကိုရရှိလာခဲ့ပါတယ်။အဲဒီနောက်ပျော်ရည်တွေကိုရေကန်တွေထဲမှာထည့်ထားလိုက်ပြီးတေချာပြင်ဆင်ထားတဲ့ပုံစံကွက်တွေနဲ့ပျော်ရည်တွေကိုစစ်ယူလိုက်တဲ့အခါဝါဘက်အမှုံလေးတွေကတ်နေတဲ့အလွှာတစ်ခုချင်းစီကိုရရှိလာခဲ့ပါတယ်။ရလာတဲ့အလွှာချက်လေးတွေကိုအထက်လိုက်စီပြီးအလွှာချက်တွေကြားကရေတွေကိုဖိအားပြင်းပြင်းနဲ့ညှစ်ထုတ်လိုက်တဲ့အခါရေတွေခန်းချောက်သွားတဲ့အခါမှာတော့ကုန်ကျန်းစက်ကူစာရွက်တွေကိုရရှိလာပါတယ်။ဒီလိုလုပ်ငန်းစဉ်အဆင့်ဆင့်ကိုစိတ်ရှည်လက်ရှည်လုပ်ပြီးရလာတဲ့ဝါစက်ကူစာရွက်ကျန်းတွေကမျက်နှာပြင်ချောမွေပြီးမှင်ဆုပ်ယူအားထူးကဲကောင်းမွန်တာကြောင့်တရုတ်လူမျိုးတွေရဲ့စာလက်ရေးအမှုပညာနဲ့ရိုးရာမှင်စေးပကြီးအမှုပညာတွေကိုတမျက်တနိုးရေးဆွဲကြတဲ့အဖိုးတန်စာရွက်တစ်မျိုးအဖြစ်ယနေ့အချိန်ထိအသုံးပြုနေကြတာပဲဖြစ်ပါတယ်။